အာဆင်နယ်ဆောင်းဝသည့်ဒဏ်ရာများနှင့်အာဒီတာအတွက်ဆောင်မွေအားလုံးပဲမင်္ဂလာပါအိုကီဘက်ကနေကြိုဆိုပါရီအာဆင်နယ်ဒဏ်ရာရစီးရင်ကိုကြည့်ပြီးတော့ကျန်တဲ့ပရိသတ်တွေကတော့ဝင်းကြားရဲ့ကမ်မင်းလိုရွတ်တီးရွတ်နောက်လုံးနေကြပါပြီတကယ်လေအာဆင်နယ်ဒဏ်ရာရလူစင်ကအစိုးရစရာရှိပါရီငကိုတွေကမကစားနိုင်တဲ့ဟာဘက်ပြီးလီယန်နိုထရိုဆက်ကလေစက်တပုံသားပြဿနာနဲ့မကစားနိုင်သေးပါဘူးဒါပေမဲ့ဟာဘက်နဲ့ထရိုဆက်တို့ကပြဿနာမကြီးပါဘူးလက်ရှိတင်ရဲ့ပင်တိုင်းတိုက်စစ်မှုကစားနေရတာကရောခရက်ဖြစ်ပြီးတော့ easy ရလည်းအဆင်ပြေနေပါရီဒါပေမဲ့နောက်ခံလူတွေဒဏ်ရာရလာတာတော့မကောင်းပါဘူးအာဆင်နယ်မှာဘိုးနောက်ခံလူကစားနိုင်တဲ့သူတွေများပါတယ်သို့တော့စလီဘာရောဂါရီရဲ့ပြင်မော်စကီယာပါဒဏ်ရာထက်ရသွားတာတော့အထီးကိုက်မခံတဲ့ချီနီလောက်ထိကိုဖြစ်သွားစေပါတယ်လက်ရှိလက်ကျန်လူတွေမှာဘန်ဝိုင်ဟင်ကာပီကလာဗီယိုရီတို့အပြင်တင်မားလည်းစီပီကစားနိုင်နေသူပါပဲဘရက်ဖိုနဲ့ပွဲမှာဟင်ကာဗီယိုဘေဂျန်ဘိုနောက်ခံလူဖြစ်နေနီးပြအာဒီတာသုံးသွားပါတယ်သူရဲ့ဆန်နာဘက်၄ယောက်နဲ့ကစားတဲ့ခံစစ်လိုက်မှာအခုထိဘန်ဝိုင်တင်မာဟန်ကာဘီကလာဖီယိုရီတို့ပွဲထွက်ကစားလို့ရနိုင်ပါ ರಿ စလီဘာဂါဘရီယေမော်စကွီယာတို့လောက်တော့အရင်ကြီးတက်တောင်းတက်တာမဖြစ်အောင်မှရလက်တော့ထွက်အောင်လုပ်နိုင်လောက်ပါ ರಿ စလီဘာနဲ့ဂါဘရီကတော့ပြန်လာဖို့နည်းနည်းစောင်းအောင်မှဖြစ်ပြီးတော့မော်စကွီယာလည်းအခုဆောင်းမအောင်လုပ်နေတဲ့အချိန်ကြီးတီးကြတဲ့အတိတ်မထွက်သေးပါဘူးဒါပေမဲ့စိတ်ပူစရာဒန်ဂလန်ရိုက်ရဲ့ဒဏ်ရာပြဿနာနည်းနည်းရှိနေတဲ့ပုံရတာပါသူ့ကိုလူစားလေးလိုက်ရပါ ರಿ သူကတော့ပွဲပြီးမှအဆင်ပြေချောင်းပြောသွားခဲ့ပေမဲ့ဒဏ်ရာအသေးသားသဘောမျိုးရှိနေတယ်လို့တော့ယူဆရပါရီဒါကြောင့်နောက်ပွဲမှာ right ကိုအနာပေးထားလိုက်တာအကောင်းဆုံးဖြည့်ရှင်းချက်ပါဒီလိုပွဲချက်ချိန်ရောက်ခါမှာဒဏ်ရာတွေဆလာတာတော့အဒီတာတော်တော်ခေါင်းကိုက်ချင်စရာပါကွင်းလေလူတွေကတော့ knock လည်းရှိပြီးတော့ဇူဘီမန်နီနဲ့မီရီနိုလည်းရှိပါရီဒါပေမဲ့သူကနောက်ပိုင်းမှာမီရီနိုတိုက်စစ်တွေတင်းတင်းကစားနေရတော့နည်းနည်းစဉ်းစားစရာရှိတာပေါ့တကယ်တမ်းကစားမယ်ဆိုရင်တော့ဇူဘီမန်နီမီရီနိုနော်ကက်တို့နဲ့ကွင်းလေကိုကောင်းကောင်းတီဆောက်လို့ရအောင်ပါ။အိုဒီဂန်နဲ့နွန်နာရီတို့လည်းရှိနေတော့ကွင်းလေပိုင်းက right ကိုတပွဲလောက်အနာပေးထားလိုက်တာအရင်မဆိုးလာပါဘူး။စွန်စားပြီးသုံးလိုက်မှာ3-4ဘက်လောက်ထိနားမယ့်သဘောမျိုးဖြစ်သွားရင်တော့ပို့ပြီးတော့ပြဿနာများပါ ರಿ ဗီလာနဲ့ပွဲရနေစားလို့အာဆင်နယ်အတွက်တလားကျော်လောက်ကပွဲကြီးများပြီးတော့ချက်ပါ ರಿ လူစည်းကိုတော်တော်စီမံနိုင်ကမှပဲတော်ရုံလောက်ကျသွားမှာပါ။ဒါပဲအာဒီတာအတွက်ဆောင်ပွဲတစ်ခုဖြစ်လာတော့မယ်လို့ယူဆပါ ರಿ အာဒီတာလည်းတောက်လျှောက်ဆိုသလိုကိုစစ်ဆေးခံနေရတော့မတရားသလိုထင်ရပြီးမြဲတကယ်လေးချန်ပီယံဖြစ်ချင်တဲ့အသင်းကဒီလောက်တော့မှတ်ကြောက်တင်ခံနိုင်မှုလိုပါ ರಿ ဒီနေရာမှာစိုးရိမ်စရာရှိတာကနောက်ခံလူနောက်ထပ်တစ်ယောက်လောက်ဒဏ်ရာရသွားမှာပါ။ဘာကြောင့်လဲဆိုတော့လက်ရှိအာဆင်နယ်ခန်းစစ်မှာတင်မာနဲ့ဂလာဖီယိုရဒဏ်ရာရလွယ်တတ်လို့ပါပဲ။တယောက်လောက်သာနှစ်ပတ်လောက်နားမဲ့ဒဏ်ရာမျိုးဆိုရင်တော့သူတို့တော်တော်လေးကိုထိန်းယူရပါမယ်။ဒါကြောင့်ပွဲကိုတော်တော်ထိန်းဆော့နိုင်မှတန်ခါကြပါမယ်။ကွန်ထရိုးဂိမ်းကြီးကစားဖို့လိုပါ ರಿ လက်ရှိ EPM မှာကအမှတ်တွေကတ်နေတာကြောင့်အမားများများလုပ်လို့မရပါဘူး။ဒီအချိန်နဲ့ပွဲချက်ကာလကိုကြော်ဖြတ်နိုင်ခဲ့ရင်တော့အာတီတာနဲ့အာဆင်နယ်တို့ဖလားစီကိုအရှိန်ဟုန်နဲ့ကိုဥတီလာပြီလို့ပဲဆိုရတော့မှာဖြစ်ပါ ರಿ